Peri chicken ပီဇာဦးနူဆိုတဲ့ဆိုင်နဲ့ကိုပထမဆုံးချိန်ဝင်သွားတော့အဲ့ဒီသပင်ဝါနဲ့မယ်ရီကိုစမြင်ပူခဲ့တာပဲသပင်ဝါတွေကိုနောက်စီတက်တဲ့မှာထုံထားပြီးယူနီဖောင်းအပြည့်စုံနဲ့ပတ်စံသိန်းနဲ့ဗြိတိရှာမှာခတ်ပိတ်ပိတ်လေးပေါ့ Hello flower တဲ့ကိုပီဇာဝယ်သူမှတ်ပြီးအပြုံးချိုချိုနဲ့နှုတ်ဆက်တယ်အလုံးလျှောက်ချင်လို့ဒါလင်းလို့ပြောရင်ကိုလက်ထဲကစီဗီစာရွက်လေးကမ်းပြီးတော့လှမ်းယူတယ်သူတကဆိုင်တွေကကောင်တာထိုင်နေသူတွေလိုထားခဲ့လိုက်ဆိုပြီးဝစ်ချီတန်းကြီးယူထားတာမဟုတ်ဘူးကိုစာရွက်ကိုဖြတ်ကနေလှမ်းကြည့်ပြီးအိုခဏဆောင်တယ်ကောင်တာနဲ့ကလေးရခန်းလေးတဲ့ဆက်ကနေဝင်သွားတယ်တမိနစ်တော့မကြာဘူးပြန်ထွက်လာပြီးလက်ရက်ခေါ်တယ်အထဲဝင်ပါတယ်ကိုခန်းထဲရောက်လာတဲ့ပြင်ကနေတကားကိုစီးပေးခဲ့ပြီးသူ့လိုသူဆက်လုံနေခဲ့တယ်နောက်နေ့ကစားပြီးပီဇာဦးနုံမှာကိုကပီဇာဖုတ်သူကိုပေးရတဲ့ကောင်ပေါ့အခန်းထဲမှာကိုတွေးခဲ့တာဆိုင်ပိုင်ရှင်အီဂျစ်ဖိုးကြီးပေါ့အာမတ်တဲ့အဲ့ဒီပီဇာဆိုင်ပြင်ကက်လျက်ရဲ့ကြက်ကြော်ဆိုင်ဗမုံဆိုင်တွေမှာသူကုန်ပိုင်ရဲ့ကိုအလုတ်တန်းပေးတာလည်းတခြားကြောင့်မဟုတ်ကိုစီဗီတဲ့ကိုတက်နေတဲ့တက်ကတူကြောင့်ဘိုးရဲ့ဂုံယူဝင်ကြွားစွာပဲကိုပြောခဲ့တယ်မင်းတို့သိပ္ပံဌာနဆရာလေးဒေါက်တာဖလက်ရှာကိုသိလာတဲ့ကျွန်တော်ဆရာပဲလို့ပြန်ဖြေတော့အဲ့ဒီကောင်ပေါ့ငါဆိုင်မှာလွန်ခဲ့တဲ့နှစ်20ကျော်တုန်းကပီဇာဖုတ်တဲ့လူသမားလှုပ်သွားတာကွာအဲ့လိုတွေပြောရင်တက္ကသိုလ်ကျောင်းသားပေါင်းများစွာကိုသူအလုပ်ပေးခဲ့ကြောင်းနေကြွားတော့တာပဲအဲ့ကြွားလုံးနေနားထောင်ပြီးတဲ့နောက်တော့ကိုအလုပ်ရတယ်ပေါ့ဒါပါပဲပီဇာဖုတ်တဲ့ကောင်မျက်နှာကြောတင်းတယ်ဆိုင်ရန်ဆိုတဲ့စီးရီယန်ပြည်ပြီးကောင်ခိစ္စမရှိဘူးကိုကညံကောင်းတယ်မလားသူ့ကိုကူနေဇီယွန်ဝါရီအစ္စရေးကိုမုန်းတယ်ဆိုတဲ့အကြောင်းကိုလန်ကုန်းမျိုးကိုမတရားသိမ်းပိုက်တာလွန်ကြောင်းမော့ဆက်တကြိုထိပ်တီးအလီကိုဟင်ကိုမင်းတို့စီးရီယန်နေမိသွားပြီးတက်လိုက်တာငါအားရကြောင်းအစားရှိသဖြင့်ပလီပလာပြောရာကနေရဲနှင်းငယ်ကြမှာသူကိုပီဇာလုံလက်ထက်တင်ပြီးတော့တာပါပဲအဲ့လိုနဲ့ပီဇာဦးနူဆိုတဲ့ဆိုင်မှာကိုကပီဇာဖုတ်ဆရာဖြစ်လာခဲ့တယ်ဆိုင်ရာတရက်ကိုတရက်အလဲကျတောက်ကြစနေလိုရက်တွေမှာနှစ်ယောက်ပူပေါ့ကိုရအစင်မပြေတာငွေသိန်းကောင်တာအော်ဒါစာရွက်တွေလာလာပေးတဲ့အခါမယ်ဒီဆိုတဲ့သပင်ကပိတ်ပိန်လေးဟာဟိုဘက်ဒီဘက်လှုပ်တာပဲဟိတ်ဒါလင်ဟောဒီမဲလို့နေရနာကပ်ပြောရင်ကိုခါကိုတိုင်းတိုင်းဖတ်တယ်ကိုမကြိုက်ပါဘူးမင်းနီးတဲ့မိမတွေရဲ့အနံ့ကိုမှွေးသည်ဖြစ်စေနန်းသည်ဖြစ်စေယွန်ရှာတတ်တဲ့ကိုကတွန့်ကနေဖြစ်သွားတယ်မျက်နှာလည်းหนีတတ်တယ်အဲ့လိုဖြစ်သွားတာကိုဒင်းကလေးကအတော်သဘောကျပုံရတယ်ခဏခဏလာလာဖတ်တာကြီးပဲဒါကသူတို့ယဉ်ကျေးမှုလို့ကိုတတိပင်းတိုးမထုတ်ပြစ်ပြီးဖို့တတိထားနေရတယ်နောက်ပြီးတော့မယ်ရီယာလုံဆုံးရှိလာ19နှစ်ပေါ့ကိုအတွက်သူကကလေးလေးပဲဟာအလုပ်သိမ်းတဲ့ခါနဲ့ဆိုင်ရအလုပ်သမားတွေကပီဇာတစ်ချက်စီအိမ်ကိုယူခွင့်ရှိတယ်ညတကောင်ရောက်လာရင်အိမ်ပြန်ဖို့စိတ်ဆိုးနေတဲ့ကိုကအိမ်ရောက်ရေမိုးချိုးပြီးစာကြည့်တယ်ကိုသွားအောင်မှာဆိုတော့ဆိုင်လုံးအလုပ်သမားတွေအော်မေးတော့တာပဲဘယ်သူဘာမျိုးသားပီဇာယူမှာလဲပေါ့ခေါင်းဝါလေးကကိုအော်တန်ကြားတိုင်းစက်ပြပြနဲ့ပြန်အောင်တက်တယ် small pizza berry chicken green pepper no cheese တဲ့ပီဇာသေး berry လို့ခေါ်တဲ့ချက်သားငရုတ်ပွားအစင် cheese မထည့်နဲ့ပေါ့ညစဉ်ညတိုင်းကိုမင်း berry chicken ကြီးပဲအဲ့လိုနဲ့လာပေါင်းများစွာကြာလာခဲ့ပြီတညာသားကိုလောကအိမ်ပြန်လမ်းသေးလေးတွေအစဲခံရတယ်အဲ့ဒီချိန်မှာပဲဝိုင်အောင်ရေးတကူကိုပင်းသားလက်ကနေဝင်လာတယ်စက်ကနေငဲကြည့်လိုက်တော့မေဒီအတန်စူးစူးလေးနဲ့လမ်းသေးအုပ်စုကိုအော်ရေးဆဲဆူနေတော့တာပဲပိန်သေးသေးအဲ့ဒီအင်္ဂလိပ်မာလေးကကိုမြင်ဘူးသမျှတော့ပြုံးဖြစ်ပါပဲခုတော့ဒေါသတကြီးစဲယုံနမကကိုသူ့လိုက်တဲ့ဂိုင်လာတဲ့ကိုလက်ရဘယ်ဘယ်ကြက်သားပီဇာထည့်လာတဲ့ကတူဘူးနဲ့မှပြစ်ပေါက်တယ်လမ်းသေးချားလေးတွေကလန့်ပြီးပြေးသွားတယ်နေညသာတော့ဆုံးပြီပေါ့ဟာလို့ကိုပြောတော့တဟားရင်နေပြန်တယ်အဲ့ဒီညမှာအိမ်နာအနောက်ခွတော်လမ်းထိပ်ကဘားမှာကိုသူနဲ့နည်းနည်းတောက်တယ်ခါတိုင်းလိုခက်တက်မဟုတ်တော့ဘူးစိတ်ကြမ်းကိုကြမ်းဖြစ်ခဲ့ဘူးတဲ့ကိုတွေဒေါသကြီးပြီးထချမ်းပြတဲ့ခေါင်းဝါလေးကညီမလေးတယောက်လိုပဲနှစ်ခွက်သုံးခွက်လောက်တူတူတောက်ပိုချွန်းတလိမ့်စီဖွာရင်လက်ချင်းချိတ်ပြီးအိမ်တူတူပြန်ခဲ့ကြတယ်ကိုလန်းထိပ်ကိုရင်ရောက်လာတော့ good night flower တဲ့ကိုခက်တင်းနေရင်ချင်းအပ်ဖက်ပြီးနှုတ်ဆက်တယ်နေရနာကပ်ပြီးရှက်နေပြန်မလားတဲ့ခက်တူတူလေးစတယ်ကိုကရီဝဝင်နဲ့ယူရဲနော်ဤ beach လို့ဆဲပြီးအော်ရမီသေးတယ်လူတဘာဝတစုံတကူသောအခြေအနေကိုတူတူရင်ဆိုင်ပြီးအလိုလိုနီးသွားတတ်ကြတဲ့သဘောရှိတယ်မလားနောက်ရနေမှာကိုနဲ့မယ်ရီကအလုတ်ထဲမှာစရင်နောက်ရဖြစ်လာလို့လောက်ပေါက်ကံပြတွေကအံအောင်လို့အော်ရာပါတဲ့အခါမျိုးမှာဆိုင်နောက်ဘက်ထွက်ပြီး secret တူတူဖွာကြတယ်တခါလေ secret ပြတ်သွားရင်နှကန်းကြီးရဲရဲတွေပေးနေတဲ့သူ secret ကိုနဲ့တူတူတယောက်တည်းဖွာတာပါပဲဟေး
ကောကြီးရဲ့လူကိုခေါ်ရင်ဟေးဟမ်ဆန်လူပြန်ခေါ်ပြီးရှာထုတ်ပြပြောင်းပြတယ်ညလုတ်သိရင်တူပြန်ကြတယ်အားသာထုတ်တဲ့နေ့တွေဆိုအနောက်ခွတော်လန်တွေကဘားမယ်တူထိုင်ပြီးအမူးတောက်ကြတယ်အပြန်လမ်းမှာတယောက်နဲ့တယောက်ခါဖက်ပြီးဒီတိုင်တွေပေါ့ကိုလန်ထိတ်ရောက်တိုင်းပွေ့ဖက်ပြီး good night flower လို့သူကိုပြောနေကြပဲကိုတို့ကဘာယူလဲလို့ခင်ဗျားတို့မင်းကုန်းထုတ်ချင်ထုတ်နေမှာပေါ့ဘာမှမဟုတ်အဲ့ထက်လည်းဘာမှမပေါ့သူကပီဇာဆိုင်မှာလွတ်လောက်တဲ့ပညာသိမ့်မတက်တဲ့အင်္ဂလိပ်မှာလေးပေါ့ကိုကတက္ကသိုလ်ကျောင်းတစ်ဖက်နဲ့ပီဇာဖုတ်တဲ့တရုတ်ကြီးပေါ့ဒါပေမဲ့ကိုတို့ကအဲ့ဒါတွေကြောင့်ဘာမှမပြောမိပါဘူးအလုံးမှတွေ့တယ်ကိုလို့တယ်အိမ်တူပြန်တယ်တစ်ခါလေးတူမူးရတာပါပဲဟိုစာမွဲတွေနီးလာတော့အလုံးမသွားနိုင်တော့ဘူးတလားနီးပါအလုံးမစင်းဘူးအကုန်ပြီးသွားတော့လည်းအလုံးမသွားသေးဘူးပင်မန်းခဲ့တဲ့မြခဏနားနေလိုက်တယ်ဒီရတဲ့ပီဇာဦးတော့အာမတ်ကဖုန်းခဏနာဆက်တယ်အလုံးမနိုင်ဘူးပြန်လာပါအောင်ခွာတဲ့ဒါနဲ့အလုပ်ပြန်ဆင်းတယ်မဲရီကိုမတွေ့ဘူးမေးကြည့်တော့မသိဘူးတဲ့ဘာပြောညာပြောပြောင်းနေတာတဲ့ကိုလည်းအော်ပေါ့တပတ်လောက်နေတော့တညာသားကိုစိုင်နောက်ဘက်ထွက်ပြီး secret ဖွာနေတော့အဝိုင်းအောင်ရေကလေးပြစ်ကတ်လာတယ်ရိတ်ခနဲ့ပဲမြင်လိုက်ရတယ်ကို့ကိုတင်းဖတ်ထားတာပဲရေမွေးနဲ့အရမှာမယ်ဒီမန်ကိုသိလိုက်ရတယ်ငါဒီမျိုးကထွက်သွားတော့မယ်တဲ့ဘယ်လိုလဲဘာဖြစ်တာလဲဆိုတော့မေတန်ကီးဘက်ကိုတဲ့ငါကိုဝင်ရှိနေပြီဟာတဲ့ကလေးဖေရောလို့ကိုဒေါသတကြီးခတ်အုပ်လေးမင်းမိပြီးမှဘာလို့မင်းမိပါလဲလို့တွေးမိပြီးငြိမ်နေလိုက်တယ်ကလေးဖေကငါမကြိုက်ဘူးတဲ့မကြိုက်ပဲဗိုက်ကြီးရသလားလို့ကိုအောင်မိသေးတယ်ဒါပေမဲ့သူ့မျက်နှာညှိုးငယ်ငယ်ကိုမြင်တော့စက်မအော်ရတော့ငါဗိုက်ကြီးနေတာသူမသိဘူးတဲ့ငါအဲ့လိုကောင်မကြိုက်ပဲအနှွေးမခံနိုင်လို့ပြေးပြီတဲ့နင်ပြောင်းတဲ့နေရာမှာအသိရှိလားဆိုတော့ခေါင်းခါပြတယ်ငါ့ကိုဘယ်သူမှမသိတဲ့နေရာတဲ့ကိုဘာမှမပြောနိုင်တော့ပဲသူ့ပခုံးနှစ်ဖက်ကိုခက်တင်းတင်းစုံကန်ပြီးဖိညစ်ထားမိတယ်စကုန်းနဲ့ရွယ်ငါးညမပေမိန်ကလေးကဗိုက်တလုံးနဲ့ဘာရီယိုတယောက်ထဲရင်ဆိုင်ရတော့မှလဲဆိုတဲ့အတွေ့အကိုရင်ကိုနာကျင်လွန်းစေခဲ့တယ်ခဏလောက်ငြိမ်နေကြပြီးတဲ့နောက်မယ်ရီယာကိုခါတိုင်းလိုရင်ချင်းအဖက်ပြီးနေရာနာကပ်ပြီးတူတူပြောသွားတယ်ကိုပိုင်ဖလာဝါတဲ့ကိုရင်နဲ့နှင့်ကနေပဲလက်ထွက်သွားတဲ့သူ့နောက်ကျောကိုကြည့်ရင်ကိုဝင်မိတယ်မယ်ရီလို့သူလက်ကြည့်မှကိုခက်တင်းတင်းတစ်ခါဆွတ်ဖက်တယ်နှစ်ဖူးကိုနမ်းတယ်ဒါပထမဆုံးနဲ့နောက်ဆုံးချိန်ပဲကိုအင်မတန်ချစ်တဲ့ညီမလေးကိုတယောက်ကနှုတ်ဆက်တယ်နဲ့သူ့လက်ထဲကိုစာရေးဖြူဖြူလေးထိုးထည့်ပေးလိုက်တယ်ညနေရထားတဲ့တပတ်စာလောကစာရေးလေးမှသူသိတယ်သူပြုံးတယ်လက်ခုံနဲ့မျက်ရည်တွေကိုပုတ်တယ်ချီအားလှုပ်ခတ်တူတူပြောရင်အန်ချက်ကျိတ်ပြီးလက်ထွက်သွားခဲ့တယ်အဲ့ညဆိုင်ပိတ်ကန်ကြီးလို့သမားတွေအတွက်ပီဇာဖုတ်တဲ့အခါPeri chicken green pepper နဲ့ cheese ပါတဲ့ပီဇာအသေးတစ်ချက်ကိုလုပ်တယ်။နောက်ခွတော်လန်ထိတ်ကဘာကိုခဏဝင်ထိုင်တယ်။အရက်6ပတ်ချတယ်။ကိုမကြိုက်တဲ့ peri chicken တွေပါတဲ့ပီဇာကိုဝါတယ်။ကိုတို့တူတူခါပတ်ပြီးလမ်းလျှောက်ပြန်ခဲ့ဘူးတဲ့နီယိုမီတိုင်တွေအောက်ကလမ်းမကြီးကိုငင်းနေခဲ့မိတယ်။ကိုမြင်ကွင်းတွေကဝေဝါးလိုက်တာရဲ့။ဘာပြန်